ဆက်လက်ပြီးနေပြည်တော်တွင်အစ္စလမ်သာသနာပြုမြင်ခွင့်ပြုမှုဖြင့်အငင်းပွားမှုများပြင်းထန်လာတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။နေပြည်တော်ပြည်မနာမြို့နယ်မှာစီအုစုလာအောက်ခံစီပင်တရားရေးကော်မတီကအစ္စလမ်သာသနာပြုမြေနေရာတစ်ခုခွင့်ပြုပေးခဲ့ခြင်းအပေါ်ဒေသခံတွေနဲ့အမျိုးသားရေးအဖွဲ့တွေကပြင်းပြင်းထန်ထန်ခဲကွာနေကြပါတယ်။သာသနာပြုမြေပေါ်မှာလက်ချိဂျန်စီယိုကတချင်းသာရှိပြီးအစောအုံမစောလို့ရတဲ့ကြောင့်ထောက်ပေါ်ပြောပြခဲ့ပါတယ်။အစောအုံစောလို့ခွင့်လေထင်ပြတာချင်းမရှိသေးဘူးလို့လေသိရပါတယ်။အဆိုပါမြေကိုစစ်ကောင်ဆောင်မြောက်လိုင်းကဘာသာပေါင်းစုံကြည်ကြည်ရဲ့အတွက်ရည်ရွယ်ပြီးခရီးယန်ဟိန္ဒူဘာသာဝင်တွေအထက်ခွင့်ပြုပေးခဲ့တယ်လို့အစ္စလာမ်ဘာသာဝင်တွေအထက်လေရှားတာပေးခဲ့ခြင်းဖြစ်ပါတယ်။သို့တော့မြို့ချိတ်မြန်မာယဟန်တော်များသမဂရန်ကုန်ကအဆိုပါခွင့်ပြုမြေပြည့်တင်းရဲ့အထက်မီးအွန်လိုင်းစီတို့စာပုတ်တယ်လို့လေသိရပါတယ်။ရရေးကိစ္စနဲ့ပတ်သက်ပြီးနေပြည်တော်ကျန်းကာရေးပါတီဥက္ကဋ္ဌဘူးလဲလာဆွေကအဆိုပါနေရာကိုပလီဆောက်ဖို့ခွင့်ပြုခြင်းမဟုတ်ပဲစေယုံရိတ်တာဖြစ်ဖြစ်ဆောက်လုပ်ဖို့ပြောဆိုတာခဲ့ခြင်းဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။နေပြည်တော်မှာဧကတရားခန့်ရှိတဲ့ဗုဒ္ဓသာသနာဆောင်တစ်ခုတေဆောက်ဖို့စီမံထားကြောင်းကိုလေထမ်းမှန်ပြောဆိုအတိပေးခဲ့တယ်လို့လည်းသိရပါတယ်။ဒေသခံတချို့ကတော့ယခုအငင်းပွားမှုဟာရွေးကောက်ပွဲနီးလာမှုနဲ့အချိန်ခိုက်ဘာသာရေးလူမျိုးရဲ့အကြောင်းတွေလောက်လောက်ချချဖြစ်အောင်ပြုလုပ်ပြီးနိုင်ငံနဲ့ကမ္ဘာတဝင်းကခိုင်ကွာနေတဲ့ရွေးကောက်ပွဲကိုအာယုံလွဲအောင်ပြုလုပ်နေခြင်းဖြစ်တယ်လို့ဒေသခံအချို့နဲ့မြန်မာအရေးလေးလာဆောင်ကြည့်သူတွေကတုံးတဲနေကြတယ်လို့သိရပါတယ်။ဆက်လက်ပြီးမောင်တော်မျိုးတွင်လူသိဆူဆောင်မှုကြောင့်ရခိုင်ချင်းပါလနခိုင်အေအေတက်ဖွဲ့နဲ့ဒေသခံရခိုင်လူမျိုးတွေကြအငင်းခုံပြင်းထန်စွာဖြစ်ပွားခဲ့တဲ့တဲ့င်းကိုဆက်လက်တင်ဆက်သွားပါမယ်။အရကန်ပြည်နယ်မောင်တော်မျိုးမှာရခိုင်ချင်းပါလနခိုင်အေအေတက်ဖွဲ့ဝင်များနဲ့ဒေသခံရခိုင်လူမျိုးတွေကြအထင်းအာဓမလူသိဆူဆောင်မှုကြောင့်ပြင်းထန်တဲ့ငင်းခုံမှုတစ်ရက်ဖြစ်ပွားခဲ့တယ်လို့တဲ့င်းရရှိထားပါတယ်။ဒေသခံတွေရဲ့ပြောပြချက်အရဒီဖြစ်ရဟာအောက်တိုဘာလ23ရက်နေ့ကမောင်တော်မျိုးအမက်တရေခွက်ကမုံလန်စာတင်ကျောင်းမှာစားတင်ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။တွဲဆုံဆွေးနွေးပွဲတစ်ခုမှာရခိုင်ချင်းပါလနာကန်အေအေကမိသားစုအလိုက်အမျိုးသားအမျိုးသမီးမရွေးစီမုန်တဲ့အဖြစ်စီယုံရန်ကျိုးပန်းခဲ့ကြောင်းသိရပါတယ်။ဒီရှိမှာပဲဒေသခံရခိုင်လူကြီးတအုပ်ကဓာသမီးများကိုစီမုန်တဲ့အဖြစ်ပေးအေးရန်မချေနှဲကြောင့်ထောက်ပေါ်ပြောကြားလိုက်တာကြောင့်အငင်းကုန်စတင်ဖြစ်ပွားခဲ့ရတာပါ။ရခိုင်လူကြီးတအုပ်ကကျွန်တော်မှာစနတဲ့အောင်တားတယောက်ပဲရှိတယ်သူကိုတက်ကတူတက်ခိုင်းပြီးပညာရေးတစ်ခုခုလေးလာအောင်လုပ်ပေးရှင်တယ်ဘွေးရပြီဆိုရင်တော့ပြည်သူအချို့အတွက်တာဝန်ထမ်းဆောင်စေရှင်ပါတယ်ဒါပေမဲ့လက်ရှိစစ်ပွဲတွေကြောင့်အဆအဆအရာရာဆုံးရှုံးသွားပြီးဒါသမီးတွေရဲ့အနာဂတ်ဘဝကလည်းပျောက်ဆုံးသွားခဲ့ပါပြီဒီချိန်မှာမင်းတို့ AA ULAC ဒါသမီးတွေကိုစစ်မှုတန်းဖို့မဖဲနိုင်ဘူးဟုခုခံပြောဆိုထားတယ်လို့သိရပါတယ်ဒါအပြင်ရခိုင်လူကြီးနောက်ထပ်ဦးကAAC ဒါသမီးတွေကိုစစ်မှုတန်းဖို့ဖေးပူထားတာနှစ်နှစ်ကျော်ခဲ့ပြီဒီနေ့ထိသူတို့ဘယ်မှာလဲတေလာရှင်လာတော့မသိရပါဘူးအလော့အခိုင်စီးပွားရေးအခွင့်အလမ်းတွေလည်းမရှိတာကြောင့်ပြည်သူတွေရဲ့အနာဂတ်ပျောက်ဆုံးနေပြီးပညာရေးအပေါ်လည်းအကျဉ်းမဆုံးတက်ရောက်နေပါတယ်ဒီချိန်မှာနေစဉ်ဘဝကြက်တွေကိုတော့တင်းတာဖို့ခက်ခဲနေတာကြောင့်ငါတို့တသမီးတွေကိုတက်မှန်စစ်မှုတန်းဖို့မဖက်နိုင်ပါဘူးလို့ငင်းဆိုထားပါတယ်လို့သိရပါတယ်ဒေသခံရခိုင်လူမျိုးမိဘများစုကသူတို့ရဲ့သားသမီးတွေကိုရခိုင်အချင်းပါလနခိုင်အေအေတန်းထက်မဲ့မဖဲလို့တဲ့အကြောင်းရင်းတွေကအဓိကအကြောင်းရင်းကတော့စစ်မုန်တန်ဖိုးပူပေတာသူများကိုမုံရဲ့ဆဲဝါတွေအတင်းတုံဆွေးခိုင်းကဘာသာရေးနဲ့လူမျိုးရဲ့အပေါ်အခြေခံတဲ့ဝေးချဆက်ဆံအောင်အမွန်တရားတွေရိုက်သွင်းပေးတာတွေကြောင့်ဖြစ်ပါတယ်လို့ဆိုပါတယ်ရခိုင်အချင်းပါလနခိုင်အေအေဒီမောင်တော်မျိုးနယ်နဲ့အနည်းနာဒေသများကိုတင်းပိုက်ထားတော်လေဒေသခံပြည်သူများအထက်ဓာရိုက်အေးချမ်းသာယာမှုတို့မဟုတ်ငင်းချမ်းရေးမရှိသေးကြောင်းဒေသခံများကဆိုထားပါတယ်မောင်တော်မျိုးရှိရခိုင်အကျဉ်းပါလနခိုင်အေအေဤအထင်အာဓမစစ်မှုထမ်းစူးစောင်းမှုကြောင့်အေအေရခိုင်အကျဉ်းပါသမားများအပေါ်မချင်နှဲမှုများပုံမမြင့်ထက်လာနေတာကိုတည်င်းရရှိထားပါတယ်